သွားတဲ့တိုင်းတစ်ပါးမြေကကျွန်တော်တို့ဘဝတွေရှိမြေရှာမှမပြောတော့လေလေဘဝရေးတွဲကြိုးစားကဝမ်းသာရှာဖွေပြန်ကျင်တာပေါ့အမေအရှိန်တိုင်းပဲတန်တော်လူလွန်နေရပြီလေဆုံးခွာသွားတဲ့တိုင်းတစ်ပါးမြေကကျွန်တော်တို့ဘဝတွေရှိမြေရှာမှမပြောတော့လေလေဘဝရေးတွဲကြိုးစားကဝမ်းသာရှာဖွေပြန်ကျင်တာပေါ့အမေအရှိန်တိုင်းပဲတန်တော်လူလွန်နေရပြီလေသာမတူလူမျိုးကြမှာအဖေမေနဲ့ခွဲခွာမနေခြင်းနဲ့တိုင်းတစ်ပါးရဲ့စီမှာအနေခံပင်မလဲတီးခါခွက်လို့ခါရဲ့အမေအိမ်ကိုလွမ်းလို့နေရတယ်ပြန်လာခဲ့မဲ့တိုင်းတစ်ပါးမြေမလေးဖေမေရှိရမွေးရစာတီးမြေသာတီးမြေပြန်လာခဲ့မဲ့တိုင်းတစ်ပါးမြေမလေးမြမပြည်ကိုလေလွမ်းနေအဖေမေကိုလေလွမ်းနေပြန်ကျင်တော့ပေါ့မေအိမ်ရဲ့တိုင်းတစ်ပါးမြေမရဲ့ခုတော့တရားလွမ်းလူနေရတယ်ဆုံးခွာသွားတဲ့တိုင်းတစ်ပါးမြေကကျွန်တော်တို့ဘဝတွေရှိမြေရှာမှမပြောတော့လေလေဘဝရေးတွဲကြိုးစားကဝမ်းသာရှာဖွေပြန်ကျင်တာပေါ့အမေအရှိန်တိုင်းပဲတန်တော်လူလွန်နေရပြီလေသာမတူလူမျိုးကြမှာအဖေမေနဲ့ခွဲခွာမနေခြင်းနဲ့တိုင်းတစ်ပါးရဲ့စီမှာအနေခံပင်မလဲတီးခါခွက်လို့ခါရဲ့အမေအိမ်ကိုလွမ်းလို့နေရတယ်ပြန်လာခဲ့မဲ့တိုင်းတစ်ပါးမြေမလေးဖေမေရှိရမွေးရစာတီးမြေသာတီးမြေပြန်လာခဲ့မဲ့တိုင်းတစ်ပါးမြေမလေးမြမပြည်ကိုလေလွမ်းနေအဖေမေကိုလေလွမ်းနေပြန်ကျင်တော့ပေါ့